လူမများတဲ့သူနဲ့စကားပြောနေတဲ့တမီးလေအိမ်ထဲမှာဘယ်သူမှမရှိသေးကြားနေရတဲ့ရှိတယ်လေဒါတွေကအိမ်မက်ထဲကငကားမင်းသမီးပြန်လာတာလားမိခက်နဲ့တယောက်တမီးလေးနင်းဆန်အိမ်ကိုချော့တဲ့ရင်ငိုင်းနီးနေစင်မှာပဲထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ရပါတယ်ဒါကတော့အိမ်မက်ထဲမှာတူမဟာခေတ်ပေါ်အဝတ်စားတွေမဟုတ်ပဲနန်းနှွေးလူတွေဝတ်ဆင်တဲ့ပိုးပဲကလေးပါတွေဝတ်ထားပြီးတော့မြုံနှွေးနေဝေနေတဲ့ရေကန်ကြီးတစ်ခုရဲ့အနားမှာရက်နေပါတော့တယ်ထို့အချိန်မှာပဲမင်းသမီးပြန်လာဖို့အချိန်တန်ပြီဆိုတဲ့ခက်အုပ်အုပ်တန်ကြီးတစ်ခုကပဲ့တင်တန်ထပ်နေပါတော့တယ်ရေကန်ထဲကနေစိမ့်ဆူနေတဲ့လက်တစ်ဖက်ကထွက်လာပြီးတူမကိုဗရံများနေနေကြီးတစ်လုံးကိုကမ်းပေးလိုက်ပါတော့တယ်မိခက်နဲ့တယောက်လက်နှုံးလာတဲ့အချိန်မှာတော့တူမရဲ့လက်ပွားထဲမှာပူလွေးနေတယ်လို့တခုခုကင်ထားတယ်လို့ခံစားနေရပြီးတော့တခန်းလုံးမှာလေတနခါနဲ့လို့ပန်းနတာနဲ့လို့ရင်နဲ့နေရလွှမ်းပြီးတော့ဝှေ့ပြက်နေပါတော့တယ်အဲ့ဒီနေရာစပြီးတူမရဲ့အိမ်မှာထူးဆန်းတဲ့ဖြစ်ရက်တွေတစ်ခုဝင်တစ်ခုဖြစ်လာပါတော့တယ်တမီးလေးကလူမမြင်ရတဲ့သူတအူးဦးနဲ့စကားပြောနေတာမျိုးအိမ်ထဲမှာဘယ်သူမှမရှိတဲ့ရှေ့တန်းတွေကြားနေရမျိုးတော့လူပေါ့